Hello မင်္ဂလာပါ Lollipop fan အနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ် Flowering state မှာတော့ pre flowering, mid flowering နဲ့ late flowering ဆိုပြီးအဆင့်3ဆင့်ရှိပါတယ်။အိမ်တော်မှာဆိုရင်အလင်းပေးတာကို12နာရီပြောင်းလိုက်တာနဲ့အပင်ကအဖူးစဘူးကိုလုပ်ပါတယ်။အောက်တော်မှာတော့နေတာရှိတဲ့နွေရာကြီးကိုရှောင်ပြီးစိုက်ပျိုးတာတင်တော်ပါတယ်။အိမ်တော်မှာဆိုရင်အပင်တွေကိုအလင်းပေးရတဲ့အချိန်မှာ21 degree Celsius ကနေ26 degree Celsius နဲ့အမောင်ထဲထားရမယ့်အချိန်မှာတော့18 degree Celsius ကနေ20 degree Celsius မှာထားတာကအသင့်တော်ဆုံးဖြစ်ပါတယ်။အောက်တော့ကတော့နေ့ဘက်အပူချိန်ထက်ညဘက်ကပိုအေးတဲ့ဆောင်းတွင်းက flowering အတွက်လုံးဝကွက်တီပါပဲ။အပင်မှာအဖြူရောင်မြင်လေးတွေ pistil စထွက်လာပြီဆိုပါက flowering stage စတင်ပါပြီ။ flowering စပြီဆိုတာနဲ့ nitrogen နည်းနည်းနဲ့ phosphorus, potassium ပိုများတဲ့အပင်အားစီတွေပြောင်းရွှေ့ရပါမယ်။ pre flowering မှာအပင်ကငကို vegetative ကထက်2ဆနီးပါးမြင့်လာမှာဖြစ်ပါတယ်။ pre flowering ကတစ်ပတ်10ရက်ကနေ14ရက်ဝန်းကျင်ထိကြာတတ်ပါတယ်။ mid flowering ရောက်ပြီဆိုရင်တော့အပူတွေစကြည့်လာပြီး triangle လေးတွေကိုတိတိကျကျစမြင်ရမှာပါ။ pre flowering စပြီး6ပတ်နောက်ပိုင်းကတော့ late flowering ကိုရောက်လာပါပြီ။အပူကြီးရရက်သွားပြီး THC cannabinoid ပါဝင်မှုတွေအနံ့တွေပိုမြင့်ပိုကောင်းလာပါတယ်။ flowering တက်တန်းကတော့စေကြောက်ပင်အများစုက9ပတ်ကနေ9ပတ်ထိကြာမြင့်ပါတယ်။ Indica dominant အမျိုးအစားတွေဆိုရင်တော့9ပတ်10ပတ်ကြာပြီးတချို့ Sativa မျိုးတွေကတော့9ပတ်ကနေ10ပတ်ထိကြာပါတယ်။တချို့ Sativa တွေကတော့10ပတ်ထက်ပိုကြာတတ်ပါတယ်။